ခြံရွှဲနှစ်ပေါင်းတောင်းချီကြာမြင့်သောပိတ်ဆို့မှုတက်တန်းကုန်ဆုံးသွားပါပြီအရှင်သခင်ကိုဂုဏ်ပြုပါတဲ့အတူမဲ့ချင်းချန်ကျစွမ်းအားကိုရရှိပြီးတရားဓမ္မအားလုံးရဲ့အထက်မှာရှိနေပါသည်အတူမဲ့ချင်းချန်ကျစွမ်းအားပေါ်လေနာနှစ်ပေါင်းတောင်းချီအိမ်မောချခဲ့ရတာမထိုက်တန်ဘူးလို့မပြောနိုင်ဘူးပဲတောင်ကြားတွေကဇာမြင့်နေမျိုးကိုကျူးကျော်တဲ့ကောင်ဖိဆန်ရှင်ဝါကကောင်းတာပဲအရှင်သခင်ကျွန်တော်မှမျက်စိရှိရနဲ့တောင်မမြင်မိတာကိုခွင့်လွှတ်ပေးပါမင်းရဲ့ချင်းချန်ချင်းကမလွယ်ကူတာမို့မင်းရဲ့အသက်ကိုခြံထားပေးမယ်နောက်ဆိုမင်းကိုတာဟွန်လို့ခေါ်မယ်ငါနားမှာပဲနေတော့ဒါဆိုရင်ဒီနေရာကိုလည်းခြံထားဖို့မလိုတော့ဘူးပေါ့ငါရဲ့မိတ်ဆွေဟောင်းစီသွားကြစို့ရန်သူမဟာကရုဏာရှင်ပေါ်ထွန်းလာပြီလားမဟာကရုဏာရှင်ပေါ်ထွန်းလာပြီတိုက်ပွဲတွေကတော့ကမောက်ကမဖြစ်ကုန်တော့မယ်အမိန့်ပေးလိုက်တယ်အားလုံးပဲငြိမ်ငြိမ်နေကြပြစ်နာသွားမရှာကြနဲ့ဒီနေရာကလီမီတာစုနေရာမဟုတ်ဘူးလားဘာလို့ကြောက်မီတာစုဖြစ်သွားရတာလဲဟေးကောင်ဘယ်ကရောက်လာတဲ့မျက်စိမပါတဲ့ကောင်လဲအမြန်ထွက်သွားစမ်းကြောက်မီတာစုရဲ့အရှိကမင်းတို့စိတ်ကြိုက်ချေရှုပ်လို့ရတဲ့နေရာမဟုတ်ဘူးအချိန်တွေကုန်လွန်သွားတာတကယ့်ကိုပြောင်းလဲမှုတွေအများကြီးပဲရှေးဟောင်းမီတာစုဖြစ်တဲ့လီမီတာစုကဘာလို့ပြောက်ကွယ်သွားရတာလဲအစားထိုးခံလိုက်ရတာလားလီရှင်းဟဲနဲ့ကြည့်ယူနောက်ဆုံးတော့သူတို့ကိုမတွေ့နိုင်တော့ဘူးလားလွန်ခဲ့တဲ့နှစ်ပေါင်းတောင်းချီတုန်းကငါကဒီမျိုးချင်းချန်သူတယောက်ပဲငါရဲ့တူဦးလေးတော်မိတ်ဆွေစင်နဲ့ဆုံတွေ့ခဲ့တယ်ငါတက်ရှိစနစ်ကိုရရှိခဲ့တယ်ငါနှစ်ပေါင်းတောင်းချီကြာလို့ပြန်လုံးထလာတဲ့အခါမင်းကိုမဖြစ်မနေလာရှာမယ်ဟာတခင်လေးပြန်လာပြီတခင်လေးဒီတစ်ခေါက်အပြင်ထွက်တာဒေချာပေါက်အောင်မြင်လိမ့်မယ်ဆိုတာကျွန်တော်သိနေတာပဲလီမီတာစုရဲ့လက်ကျန်လူတွေကိုရှင်းလင်းနိုင်ခဲ့ပြီလီမီတာစုလက်ကျန်လူတွေလားကြောက်မိသားစုခေါင်းဆောင်တခင်လေးရဲ့လမ်းကိုပိတ်တဲ့ကောင်ဒီဖို့ပြင်ပြီးတော့ပါလေစောင့်ရှောက်သူတွေအသက်ခံလိုက်ရပြီးတကယ်ရောက်လာတဲ့ကြောက်စရာကောင်းတဲ့လူတွေလည်းနတ်ရှိမှလာပြီးရန်ကားနေတာလားမင်းမအရေးချင်းမရှိသေးဘူးသူ့ကိုဖမ်းဆီးစမ်းကိုရွက်စိတ်တွေပျက်စီးသွားစမ်းမလုပ်ပါနဲ့ကျွန်မကိုမတက်ပါနဲ့မကြောက်ပါနဲ့အားလုံးပြီးသွားပါပြီမင်းလီရှင်းဟဲကိုတီလာမင်းကလေးရှင်ငါကလီရှင်းဟဲရဲ့မိတ်ဆွေပါဘိုးဘေးရဲ့မိတ်ဆွေကဒီလောက်တောင်နေရတာလားမင်းဘသူပဲဖြစ်ဖြစ်ငါရဲ့เจ้าမိသားစုနေရာမှာလာပြီးရန်ကားရဲတဲ့ပေါ့မင်းတို့ချက်မှုမှားသွားပြီဒီနေရာကလီမီသားစုတွေဘယ်ရောက်ကုန်ပြီလဲလီရှင်းဟဲကောပဲမှာလဲเจ้าမိသားစုခေါင်းဆောင်လီမီသားစုနဲ့လီရှင်းဟဲကလွန်ခဲ့တဲ့အချိန်ကလေးကတို့တွေရဲ့အမြင့်ပြတ်ချင်းမုန်းခြင်းကိုခံလိုက်ရပြီးမင်းကလီမီသားစုအတွက်ကလေးစားချေပေးဖို့လာတာလားမဟုတ်ဘူးငါကလီရှင်းရဲ့အတွက်လက်စားချေပေးဖို့လာတာအရှင်ကတကယ်ကိုဘိုးဘေးရဲ့မိတ်ဆွေလားဟင်အရှင်အနေနဲ့ကျမကိုတပည့်ဖြစ်လက်ခံပြီးကျင့်ကြံခြင်းပညာတွေကိုသင်ကြားပေးနိုင်မလားဟင်တည်ဆုံးသွားတဲ့မိသားစုဝင်တွေအတွက်ကျမကိုယ်တိုင်ကလေးစားချေခြင်းလို့ပါမင်းကလေးစားချေလို့ရမှာမဟုတ်တော့ဘူးဘာလို့လဲဟင်အရှင်အနေနဲ့ကျမကိုတပည့်ဖြစ်မွေးစားဖို့အလိုမရှိတာလားဟင်မဟုတ်ပါဘူးမင်းကလေးစားချေခြင်းတလို့ငါလည်းကလေးစားချေခြင်းတာပဲဒီနေ့เจ้าမိသားစုကိုမြစ်ပြတ်ချေမုန်းရမယ်တယောက်တည်းနဲ့เจ้าမိသားစုတစ်ခုလုံးကိုချေမုန်းမလို့လားမင်းကတကယ်တော့ဘယ်သူလဲငါဘယ်သူလဲဟုတ်လားငါကလီရှင်းဟဲရဲ့မိတ်ဆွေပဲဘိုးဘေးတွေကိုနှုတ်ထိုင်းလိုက်ဆန်းကျူးကျော်လာတဲ့ရန်သူကိုတက်ပစ်ချစားမိတ်ဆွေဒါကဘာပေါ်လဲမိတ်ဆွေအတွက်ကလေးစားချေဖို့လာတာเจ้าမိသားစုခေါင်းဆောင်မိတ်ဆွေရဲ့ဆွမ်းအားကအားကောင်းတယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့เจ้าမိသားစုမှာစုစုပေါင်းမဟာကရုဏာရှင်၅ပါးရှိနေတယ်လို့ကျွန်တော်ပြောရင်ကိုဒါဆိုရင်လည်းအားလုံးကိုတစ်ခါတည်းရှင်းပြအောင်ပေါ့မင်းတို့စကားကြီးစကားချင်ပြောတာလေဘိုးဘေးတို့လည်းမဟိတ်ကြပါနဲ့တော့အားလုံးလို့ထလာကြပါတော့